တကြံတော့မှရေမွေးဘယ်လိုဆွဲရမလဲပြီးတော့ဘယ်လိုရေမွေးအနှံ့မျိုးရွေးချယ်ရမလဲဆိုတာပြောပြပေးတော့မယ့်ဗီဒီယိုပဲဖြစ်ပါတယ်ကျွန်တော်မနစ်ကတကြံလျှောက်လို့ရင်းနဲ့သတိထားမိတဲ့အနှံ့လေးတွေကိုမှတ်ထားခဲ့ပါတယ်ကျွန်တော်ကိုယ်တိုင်တော့မှမနစ်ကအမှတ်မှားပြီးတော့ရေမွေးအနှံ့တွေရွေးချယ်မှုမှားသွားခဲ့ပါသေးတယ်ဘယ်လိုအမှတ်မှားသွားခဲ့ရလဲဆိုရင်ကျွန်တော်ကတကြံဆိုတာအရန်ပူတဲ့အတွက်အရန် fresh ဖြစ်တာတွေဆွဲရမယ်ဆိုတော့အတိနဲ့ကျွန်တော်ပထမရက်တွေမှာလဲတဲ့ခါမှာ prep ဖြစ်တဲ့အနံ့တွေဆွတ်သွားရဗျာအဲ့ချိန်မှာ prep ဖြစ်တဲ့အနံ့တွေဆိုတော့ရေတွေကလောင်းကြတယ်ရေတွေအရန်ဆိုတယ်အဲ့တော့ခဏလေးနဲ့အင်ချီမှာဆွတ်ထားတော့မှတခါရေးပါသွားဗျာရေနဲ့ပါသွားတိတ်ပြီးတော့အနံ့မခံဘူးအဲ့ချိန်မှာကျွန်တော်ဘေးကနေသူများကြီးဆွတ်ထားတဲ့အနံ့ကျွန်တော်ခန်းစားမိလာတယ်အိုးသူတို့ဆွတ်ထားတဲ့အနံ့တွေအမိုက်လိုက်တာအဲ့မှာသုံးသက်ကြည့်လိုက်တော့သူတို့ကအရန်ချိုနေရတယ်ဆွတ်ထားအဲ့ချိန်မှာတိလိုက်တာအော်လို့တကြံဆိုတာပူတယ် prep ဖြစ်မှအဆင်ပြေမှာဆိုတာမှားနေရပဲချိုရာကြီးစွတ်မှရမှာပဲနောက်ပြီးတော့အရန်ကိုအနံ့ဆွဲလာပါကြီးပိုးစုပတ်ဆက်ဆွဲလာပါကြီးဆိုတော့အနံ့နေဆွဲရမှာပဲဆိုတော့အတိဝင်သွားရဗျာကျွန်တော်အဲ့လိုတီးလိုက်တဲ့ချိန်မှာနောက်ရက်ကျကျွန်တော်အဲ့လိုချိုရာတွေဆွတ်သွားရဗျာချိုရာတွေဆွတ်တဲ့အဲ့လိုမျိုးအီလေးဆွတ်သွားရဆိုရင်အရန်ဆွဲပါတယ်ဆိုတော့အနံ့နေဆွတ်သွားရဆိုရင်တကြံပါဗျာရေတော်ယုံတန်ယုံလောင်းတာလောင်းနေတော့ရေဆိုရုံလောက်ကတော့အနံ့ပြေမသွားဘူးဗျကြံနေသေးရဲ့တကြံတော့မှလေရင်နဲ့ရေမွေးဆွတ်ချင်တယ်ဆိုရင်အသားမှာဆွတ်တာနဲ့ဆိုင်ဗျာအင်ဂျီမှာဆွတ်သွားလိုက်အဲ့ဒါပို့ပြီးတော့အနံ့ဆွဲတယ်အနံ့ပိုးချင်တယ်နောက်တစ်ခုရှိတာတာမန်ရက်တင်မှာ၄-၅ချက်ဆွတ်နေတဲ့ရေမွေးဆိုရင်တကြံတော့လေတော့မယ်ဆိုရင်အနည်းဆုံး2ဆလောက်တိုးပြစ်လိုက်ဗျာ10ချက်လောက်တော့ပြစ်ဆွတ်ပလိုက်အဲ့ထက်ပိုချင်ပို့အဲ့ဒါမှအနံ့ပို့ပြီးတော့ဆွဲမှာအဲ့တခုတော့ရှိတယ်ဒီခါမှာတော့အနံ့လေးအရန်ဆွဲတယ်နောက်ပြီးတော့ချိုလေးအနံ့အဲ့တော့တကြံတော့မှအရန်ဆွဲနေမယ်ရေမွေးယောက်ျားလေး2မျိုးမိန်းကလေး2မျိုးကျွန်တော်ပြပေးသွားမယ်ယောက်ျားလေး3နဲ့ပထမဆုံး1မျိုးတော့ကျွန်တော် Rasazi Harvest Ice ကိုရွေးထားရဗျာဒီကလေးကိုဒီကတော့အနက်ဘလောက်ထိဆွဲလဲဆိုရင်ဒီနေ့ဆွတ်ထားနောက်ရက်ထိတောင်ဆွဲရဗျာတချို့ဆိုရင်အနက်ဆွဲလို့တောင်စိတ်ညစ်ရတယ်လို့ပြောယူရတဲ့ရေမွေးအရန် performance အရန်ကောင်းတယ်ပြန်တော့အားလည်းကောင်းတယ်မိန်းကလေး3နဲ့နောက်1မျိုးကတော့ကျွန်တော်ကိုယ်တိုင်အပြင်မှာခဏသူများတွေစီကနေခဏရပြီးတော့မွေးလိုက်တာဆိုကျွန်တော်ကိုယ်တိုင်တက်မှတ်ထားရရှင်မွေးဗျာ source scandal လို့ခေါ်တဲ့ JPG တဲ့နဲ့တော်ချိုလေးနဲ့တော်လေးဆွဲတယ်သူလဲနောက်ထပ်တစ်မျိုးယောက်ျားလေးတော့ကတော့ JPG ရဲ့လက်မေးအလက်စာ performance လည်းကောင်းတယ်ခုနကလိုပါပဲဒီကောင်ကနည်းနည်းပို့ပြီးတော့ vanilla ရဲ့အချိုပိုရတယ်အင်္ဂလိပ်3နဲ့နောက်ဆုံးတစ်မျိုးကတော့ Valentino ရဲ့အစိမ်းလေး green extravaganza လို့ခေါ်တယ်သူလဲကျွန်တော်ညရင်မှာကျွန်တော်ကိုယ်တိုင်တော့ဆွတ်တဲ့ရင်ဝေးဗျာတော်တော်ကြီးပြန့်လွန်အောင်ကောင်းတယ်အကုန်လုံးတော့ကျွန်တော်ပြန့်လွန်အောင်ကောင်းတာနဲ့အနံ့ဆွဲရတွေပဲရွေးထားတာဗျာဒါတွေကိုအင်ဂျီမှာ10ချက်လောက်ဆွတ်ပလိုက်တကြံမှာအရန်မိုက်တဲ့ရင်မွေးသူများတွေစီကနေ compliment ရစေရမယ်ဒီညာလေးတွေကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုတော့131 60 61မန်လေးကျွန်တော်ဆိုင်မှာအနက်နေဆန်ပြီးတော့ဝယ်လို့ရတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီလိုတင်းကြီးပိုင်းနေပေးရတဲ့ပလင်းကြီးတဲ့အနေဒီလိုမျိုးပလင်းသေးတွေကိုခွဲရောက်နေတဲ့ဘာဖြူတန်ရည်တွေကထက်မြက်ပဲဖြစ်ပါတယ်ဒါဆိုတော့10 ml size ဖြစ်ပါတယ်ဒါဆိုတော့30 ml size တွေဖြစ်ပါတယ်ဒါဆိုတော့50 ml size ထိလဲခွဲပြီးတော့ရောင်းပါသေးတယ်မန်လေးမျိုးဆိုရင်ရောင်းငွေချရပြီးတော့မန်လေးတစ်မျိုးတည်းလွယ်လို့ချန်မျိုးအားလုံးကိုကြိုလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်